Hello အားလုံးပဲမင်္ဂလာပါခင်ဗျာမြက်ဒီနေ့ဘယ်မှာရောက်နေလဲဆိုတော့ထိုင်းနိုင်ငံရဲ့အရန်ကိုကြီးကျယ်ခမ်းနားလွန်းနဲ့တရိတ်ဆန်ဦးရင် Safari ဘောမှာရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ကအထဲမှာဘာအကောင်ပလောင်နေရှိမလဲဆိုတာလိုက်ကြည့်ရအောင်တို့မြန်မာနိုင်ငံနဲ့ဘာကွာလဲပေါ့နော်တစ်ချက်လောက်လိုက်ကြည့်ပေးပါအောင်လို့ရှင်းမရှိဘူးကောင်းရင်ကောင်းတယ်လိုက်ရင်လာတယ်မလိုက်မလာဘူးဘာထူးခြားချက်ရှိလဲဆိုတာမျက်နဲ့တူလိုက်ကြည့်ကြပါလို့မြက်ဒီညနေဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဆိုတော့ကမျက်နဲ့အတူလိုက်ကြည့်ကြနော်ဝင်ကြီးကလက်မှတ်တစ်ဆောင်ကိုဘတ်ငွေ1600ပေးရပါတယ်မြန်မာငွေနဲ့တွက်ရင်3သိန်းခွဲဝန်းကျင်ရှိရပေါ့နော်မြန်မာနိုင်ငံတရိတ်ဆန်ဥယျာဉ်မှာတော့တစ်ယောက်ကို9000ပဲပေးရပါတယ်ဆိုတော့ကဈေးနှုန်းကအဆအပေါင်းမြောက်များစွာကွာလွန်းနေရပေါ့နော်ဘာကြောင့်ကွာလဲဘာတွေထူးခြားချက်ရှိလဲဆိုတာမျက်နဲ့အတူတူလိုက်ကြည့်ကြဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာတဲ့သူကတရိတ်ဆန်ဥယျာဉ်လို့သာပြောလွတ်ထားပေးရပေါ့နော်လွတ်ထားတာပါဒါတွေဆိုအကုန်လွတ်ထားတာအနောက်မှာကြည့်လိုက်မသိရင်ရုပ်ထုကြနေရပဲနော်ဟိုမှာဟိုတကောင်ဆင်ဟိုမှာကြည့်ပါအောင်လုံညာမြက်တယောက်ခဲကွာအားမရဘူးနော်ချစ်ရချစ်တငယ်ချင်းများအားလုံးကိုလိုက်ပြီးတော့အတူတူခေါ်သွားချင်ပါတယ်ခင်ဗျာအခုမြက်ပင်နေရောက်နေလဲတစ်ချက်ကြည့်လိုက်နော်တပ်ပုံရိုက်မှာပါကဲဒီမြောက်လေးနဲ့တပ်ပုံရိုက်ဖို့ရန်အတွက်တယောက်ကိုဘတ်300ထပ်ပေးရပါသေးတယ်ခင်ဗျာရိုက်ကလည်းရိုက်ချင်တယ်ပေါ့နော်ကြောက်ကလည်းကြောက်ပါသေးတယ်ပေါ့နော်အဲ့လိုဆိုတော့ကဘာဖြစ်ရိုက်ခဲ့ပါတယ်ပေါ့နော်သူ့လေဘလို့များတင်ပေးထားလဲမျက်တောင်စဉ်းစားမတတ်ဘူးပေါ့နော်ကိုကသာကြောက်လို့သူ့မြင်ခံနေတာသူကတော့ post pay တစ်ခုပြီးတစ်ခုလောက်သွားရပေါ့နော်ပြီးတော့အမဂုတ်ပေါ်တက်လို့တက်နေပေါ့နော်အရန်ကိုချစ်ဖို့ကောင်းပါတယ်သူ post pay ဟာလေးတစ်ချက်လောက်လိုက်ကြည့်ပေးအောင်နော်tu kuat dia. Oi makan. Oh, tebal. Lin lah. Lin. Cup. Cô ini lah ya kan. Nice to meet you. Okay, now bye bye. I find her, bye. နောက်ဆုံးမှတီးလိုက်ရတာမြောက်နာဘူးပေါ့နော်ကို post ပေးရတယ်သူများ post ပေးရဆိုလုံးဝမတူကြည့်ကြပါအောင်မြောက်ပြောရနော်မြောက်ကိုပြောတာမလေးဒါတော့နော်သူအကင်ကျန်းတဲ့ဟာတွေမျက်မထည့်ထားလို့နော်တော်လေးကိုဆိုတာသူကလေကို post ပေးရဟာနဲ့သူများကိုပေးရတယ်လုံးဝမတူပေါ့နော်အဲ့လိုလေးရှိပါတယ်ပေါ့နော်ပြီးတော့ရင်ဒီနားမှာမြတ်တို့အဲ့လိုပဲစက်တူရွေးနဲ့အလားတပ်ပုံလေးလည်းရိုက်လို့ရပါသေးတယ်ပြီးတော့ရင်ကြားလေးနဲ့လည်းကြားပေါက်စလေးပေါ့နော်အန်ဒီရမရှိပါဘူးလို့ပြီးတော့ရင်ဇီကွက်အကြီးနဲ့ရိုက်လို့ရပါသေးတယ်နော်ကဲအခုတစ်ခေါက်ကတော့မြက်လိုက်ပြပေးခြင်းတဲ့ဟာလေးကတော့လင်းပိုင်ရှိုးပေါ့နော်သူတို့တွေဘယ်လိုကပြမလဲဆိုတာမြက်နဲ့တူလိုက်ကြည့်ရအောင်လူတွေကတော့ကြိုက်ညက်နေရပဲပေါ့နော်မြတ်တော့အရန်ကြည့်ချင်နေပြီကဲဒီမှာပါအရန်ကိုမိုက်တယ်နော်သူတို့လေးအမှရှိုးပြမှာပဲဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးတန်းမှကြည့်ရအားမရလို့ရှေ့ဆုံးတန်းကြီးတွားပြီးတော့ကြည့်ပါမယ်ခင်ဗျာချီရချစ်တငယ်ချင်းတွေကိုလည်းပြပေးချင်တဲ့ဆန္ဒရှိလို့ပေါ့နော်အရှိဆုံးတန်းထိအရှက်မရှိပဲတွားခဲ့ပါတယ်ခင်ဗျာညားလိုက်တဲ့သူတွေကမှလည်းနော်အများကြီးပဲလူတွေအကုန်လုံးဒီမှာရောက်နေသလားအောင်မေးရရပေါ့နော်ကဲတစ်ချက်လောက်မျက်နဲ့တူကြည့်လိုက်ရအောင်အရန်မိုက်တယ်ပေါ့နော်အလန်းလွန်လန်းမြက်ကတော့လုံးဝအရန်နေ surprise ဖြစ်တယ်ပေါ့နော်မြက်လည်းခါမှမကြည့်ဘူးပေါ့နော်ကြည့်ပါအောင်သူတို့လေးတွေကိုဘလို့ရောင်တင်ပေးထားလဲဆိုတော့အတီးယာကလင်းမိုင်ရှိုးပွဲကနိုင်ဝက်ပဲပြပါတယ်ခင်ဗျာနိုင်ဝက်အတွင်းကိုတနေရာပြီးတနေရာတွားပြီးတော့တွက်ကြည့်ရရပေါ့နော်မြက်ကတော့လုံးဝကြီးမဝါခဲ့ပါဘူးလို့ဘာဖြစ်လို့လဲဆိုတော့သူတို့ပြတာအရန်မိုက်တော့လေနော်ခဏလေးလိုပဲဖြစ်သွားရပေါ့နော်ပြီးသွားပြီဆိုတော့တွားကြမယ်နောက်တစ်နေရာခေါ်ပြမယ်နော်နောက်ဆက်တနေရာခေါ်သွားမယ့်နေရာကတော့လုံးဝပေါ့နော်ရေအောက်ကဘာထဲရောက်သွားတယ်လို့မျိုးအောက်ကနေအနီးကပ်ကြည့်ရမယ့်နေရာလေးဖြစ်ပါတယ်ဒီမှာရှိနေတာကတော့ဖြန်လေးပဲဖြစ်ပါတယ်ခင်ဗျာသူတို့တွေလည်းရှိုးပွဲတော့ပြတယ်ဒါပေမဲ့သူတို့တွေကတော်တော်လေးအသက်ကြီးနေပြီပေါ့နော်ဒီနေရာလေးကတော့ဘိုးဘွားရိတ်တာနေရာလို့ပြောလို့ရရပေါ့နော်ဘာလို့လဲဆိုတော့အစားအစာတွေကိုဘိုးဖရေးချထားပြီးတော့သူတို့ကလုံးဝအလုံးမလုံးနိုင်တော့တဲ့ကလေးလေးပဲဖြစ်ပါတယ်ကလေးလေးလို့တာပြောတာတော်တော်လေးအသက်ကြီးနေပါပြီလို့နော်သူတို့ရဲ့ကလေးလေးတွေကတော့ခဏနေကြရင်ရှိုးပြမှာဖြစ်ပါတယ်မျက်နှာသူခဏနေ
ကြရင်တို့ရဲ့ကလေးလေးပြမယ်ရှိုးပွဲလေးကိုအတူတူလိုက်ကြည့်ပေးကြပါအောင်ခင်ဗျာကဲမြက်ကတော့အခုပဲပြေးနေပါပြီခင်ဗျာတို့ရဲ့ကလေးတွေကိုတွက်ကြည့်ပါမယ်ကဲနောက်ကျနေရနဲ့ပဲလုံးဝကိုတိုးဝင်လို့မရတော့ပါဘူးခင်ဗျာ6နှစ်နေရာတွေကလည်းမတိုးမြက်ကတော့မရရနီလန်းနဲ့ကြည့်မှာပဲဆိုတဲ့စိတ်နဲ့ရတဲ့အပေါက်ကနေဝင်ကြည့်ခဲ့ပါတယ်ကဲမြက်နဲ့အတူတူတို့ရဲ့ကလေးလေးကပြတာလေးတွေကိုတစ်ချက်လောက်ကြည့်ရှုခန်းစားပေးကြပါအောင်ခင်ဗျာချစ်စရာလေးနော်အရင်ကကြည့်သွားလိုက်ကြည့်နေတာကဲလင်းမိုင်ရှိုးပွဲလည်းပြီးသွားပြီဆိုတော့ဒီတစ်ခေါက်တော့လေဘင်းရှိရှိမျောကြီးတစ်ကလောက်တော့ကြည့်မှာပဲဖြစ်ပါတယ်ခင်ဗျာတစ်ကလောက်အုပ်ကတော့ဒီဘက်မှာဆိုရင်အကောင်3 4 50မကောက်100ကျော်လောက်ရှိရလို့ပြောရပေါ့နော်သူတို့ဟိုမှာရေးထားတွေ့ရပါတယ်အကောင်ရေတွေကတော့ဟိုမှာအများကြီးပဲတွေ့ရနော်ကဲဒီဘက်မှာဆိုရင်ဒါတွေကကင်လို့ရရင်မြက်ကလည်းနည်းနည်းတော့ကြောက်တယ်ပေါ့နော်သူတို့လေဘင်းဒီမှာအသက်အရွယ်အရဆိုရင်နှစ်ပေါင်း30ရှိတယ်တစ်ကလောက်ရှိတယ်ဆိုတော့ဒါကတော့မြက်ပြန်ကြားခဲ့ရဟာလေးပြန်ပြောပြရပါတော့မကင်ရင်နဲ့ကင်ခဲ့ပါအသားလေးဘယ်လိုမျိုးလဲဆိုတော့လေဟိုနွားလည်းမဟုတ်မြင်းနဲ့တူတယ်မြင်းအကြီးခွန်းနဲ့တူရပေါ့နော်အဲ့လေးနဲ့တူပါတယ်လို့ဒီနောက်ကတကောင်ကတော့တော်တော်အသက်ကြီးနေပြီအဲ့တကောင်မဲနှစ်ပေါင်း30ကျော်လောက်ရှိပြီဆိုတော့ကြည့်ပြီးသွားပြီဆိုတော့တခြားနောက်တကောင်တက်ကြည့်မယ်လာမွေဘာမှမတွေ့ဘူးဘာကောင်းတော့အော်ဟိုမှာချစ်တစ်ဟဲ့ရုပ်ထုအော်ဘူးလုံနေတာတော့ဟိုတကောင်ကလာချစ်တစ်ကတို့နိုင်ငံမှာလည်းရှိရလားဟဲ့ဒါဘာကောင်းတော့ငါတို့စီမှာမရှိဘူးဒီကောင်အော်ဒါဘာကောင်းလို့ခေါ်ရတော့ဒီအကောင်လေးတွေကိုတခါတည်းငါးဖမ်းစားလို့ရအောင်ငါးကန်လေးလည်းလှုပ်ထားပေးရတွေ့ရပါတယ်ခင်ဗျာသူတို့လေးတွေကပြင်လာတော့မသိဘူးအိတ်ပဲအိတ်နေကြဟိုမှာကြည့်လိုက်ပါအောင်ခိုလေးနဲ့တော့တူနေရပေါ့နော်ဘာဖြစ်လို့ဒီတချင်းဆိုနေရလဲဆိုတော့ Blackpink တချင်းထဲမှာဂျန်ကြီးကင်ထားအကောင့်လေးနဲ့တူလို့ပေါ့နော်တီးရတူရှင်ရေးခဲ့ပေးပါကဲနောက်ထပ်တနေရာကိုတော့ကြည့်ပါမယ်ခင်ဗျာဒီဟာလေးကတော့မျက်လဲစကားကြည့်ဖူးရပေါ့နော်ကဲဒီစကားကတော့အခုမှပဲအပြင်မှာတွေ့ဖူးမယ်ပေါ့နော်မျက်နဲ့တူတွေ့ရှင်တကြည့်ရအောင်လိုက်ပါလိုက်တော့မယ်ဘေးကကလေးကိုလည်းကြည့်လိုက်ပါအောင်မခေါ်ချင်တဲ့ရုပ်နဲ့နော်တတိတောင်ရသွားအင်္ဂါကလေးတွေကိုကဲဒီအကောင်ကြီးကလေနဲလွန်းတာမဟုတ်အကြီးပဲမျက်စကားထဲမှာမြင်ဘူးတာကြော်လေချုပ်လို့နေကြောက်စရာအခုဒီမှာဆိုရင်သူ့အဆွဲလွင်ကျန်တဲ့နေရာတွေအကုန်လုံးကချစ်ဖို့ကောင်းပါကြည့်လားနော်ကဲအခုကတော့မျက်နောက်ထပ်တနေရာကိုရောက်နေပါပြီဒီနေရာကတော့ဘာရှိုးပွဲပြမလဲဆိုတာတစ်ချက်လောက်ကြည့်ပေးကြပါအောင်ခင်ဗျာ9မိနစ်နေပြပါမယ်တဲ့သူတို့လောက်ထား decoration ကလည်းအရန်မိုက်တယ်နော်ကဲဒီမှာပါညက်ကလေးတွေပါတက်တူရွေးပေါ့နော်သူတို့ညက်မျိုးစုံသူတို့တင်ပေးထားတာပဲဖြစ်ပါတယ်ဒါကတော့ presenter မှာပါခင်ဗျာကဲပြန်လာထွက်ပြေးမယ်မထင်နဲ့နော်လုံးဝမထွက်ပြေးဘူးသူတို့တင်ပေးထားအတိုင်းနေရာကိုရောက်လာတယ်အဲ့လိုမျိုးပေါ့နော်ကဲတစ်ချက်လောက်ကြည့်လိုက်နော်ကဲအခုထပ်ပြီးတွေ့ရမှာတော့အုတ်ချင်းညက်ပဲဖြစ်ပါတယ်ခင်ဗျာဒီညက်ကတော့ဘာလုပ်ပြမှာလဲဆိုတော့သူတို့ဘက်ကနေမွေလေးတေးလေးပြစ်လိုက်တယ်ပေါ့နော်အဲ့ဒါနဲ့သူအကောက်ဖမ်းပြီးစားပြရပဲဖြစ်ပါတယ်နော်ဟိုဗလဲညက်ရှိုးပွဲလို့မပြောရဘူးပေါ့နော်ညက်အစုံကိုပြသွားတာပဲဖြစ်ပါတယ်ဘလို့ညက်လေးပါသေးလဲဆိုတာတစ်ချက်လောက်ကြည့်ပေးကြပါအောင်ခင်ဗျာကဲဒီကောင်လေးကတော့ဘောလုံးစီးပြမှာပဲဖြစ်ပါတယ်ခင်ဗျာဘောလုံးစီးပြတော်တော်ကျွမ်းကျင်တယ်နော်သူတို့လေဘလို့များတင်ပေးလဲမသိဘူးဘောလုံးစီးပြပြီးသွားတဲ့အခါမှာအတီးတရက်တီးဖြစ်မယ်ထင်တယ်ဘာတီးလဲတော့ညက်လဲတိတ်ချမမြင်ရဘူးပေါ့နော်တခုပြီးတခုစီးပြပဲဖြစ်ပါတယ်ကဲဒါလေးကတော့ပရိသတ်တွေရဲ့အလူငွေလာကောက်တာပေါ့နော်အလူငွေလာကောက်တဲ့ပုံစံမျိုးသူတို့တင်ဆက်ပေးရပါတော့
ရလာအလူငွေထည့်လိုက်ပါတယ်ခင်ဗျာ presenter မှာယူသွားပါတယ်မြက်ကတော့ပျော်ရွှင်ပြည့်ရည်နေတာပေါ့နော်သဘောကျလို့သူတို့တင်ဆက်ပုံဒါလေးကတော့သူတို့စနိတ်ဆိုတဲ့မွေစာလုံးပေါင်းကိုမြက်ကနေပြီးတော့တစ်ခုပြီးတစ်ခုသူတို့ရွေးချယ်ပြီးအဲ့လိုလုပ်ပြပါပေါ့နော်သူစာလုံးပေါင်းနဲ့တက်တယ်တိလားအရန်ကိုချစ်စရာကောင်းတာပဲညက်တရားလဲတကောင်ပြီးတကောင်အမျိုးအစားမတူအောင်ပေါ့နော်ပရိသတ်တွေရဲ့ရှေ့မှာဂျားမှာအဲ့လိုပြန်ပြပေါ့နော်အရန်မိုက်တော့နော်ကဲဒါကဘာလို့ပြနေလဲဆိုခွေးတန်ပြီးပြမှာပဲဖြစ်ပါတယ်ကောင်းကောင်းနားထောင်ကြည့်နော်ပြီးတော့ရင်ဒီဘက်ကတကောင်ကတော့ happy birthday ဆိုပြမှာပဲဖြစ်ပါတယ်ဘာလေးထက်လို့ပြလဲဆိုတော့ပရိသတ်တွေကိုဥစီပေါင်းကင်ထားခိုင်းပြီးတော့ညက်တဲ့တကောင်ပြီးတကောင်လာဖောက်ပြရပေါ့နော်အဲ့လိုလေးလည်းပြန်ပြတင်ဆက်ပေးပါတယ်အပိတ်မှာသူတို့ဘာလုပ်လဲဆိုတော့ဒီမှာကြည့်ကြပါဦးအရင်ချစ်ဖို့ကောင်းတဲ့ရွာကွန်းအောင်ကင်ဒီလိုပဲပေါ့နော်သူတို့ရှိုးရှုပ်ပြသွားပါတယ်ခင်ဗျာအရင်ချစ်ဖို့ကောင်းတဲ့လည်းလုပ်ဆိုင်နေပါတယ်ကဲဒီညလေးကတော့မိချောင်းနေရှိရနေရပဲဖြစ်ပါတယ်ခင်ဗျာမိချောင်းတော့သူ့နိုင်ငံမိချောင်းနေတော့မကြည့်ပဲနဲ့ဒီမှာလာနေနေသေးရဲ့ဒါလေးကတော့ဘာကောင်းလဲတော့မသိဘူးအရန်ပြီးတော့ချစ်ဖို့ကောင်းပါတယ်ပေါ့နော်ညက်ပြန်အောင်စကားတွေကလေ feeling လေးတွေအများကြီးပဲ feeling တွေစုမွေးရနေရပေါ့နော်ကြည်နေတာအသက်နော်ကြည်အောင်ကဲဒီညာလေးကတော့အရန်ကိုနားငင်းရနေရပေါ့နော်အိုးအရန်ကိုစကားများတဲ့ကြက်တူရွေးရှိရနေရမှာပါလို့ကိုကတာနားငင်းနေတာ तू ကတော့တချင်းဆူရလို့ပဲထင်ပါပဲနော်ဒီနောက်ဆက်တညာလေးတွားကြည့်လိုက်ရအောင်နော်အရန်ထုတ်ဆန်းတဲ့ညက်လေးပြပါအောင်မယ်ခင်ဗျာကဲဒီညာလေးကတော့မြတ်တို့နိုင်ငံမှာလည်းမရှိရညက်ဒီအောက်မှာပြုတ်ကြနေတယ်တို့ညက်မွေးကျန်းလာအယောင်ကဒီမှာအမျိုးကြီးလာတွေ့နေရပေါ့နော်အရန်ဆော့ရကလေးနဲ့ကိုလည်းအရန်ဆော့ခဲ့တဲ့ငငယ်ကအဲ့လိုပဲကဲနောက်ဆက်တနေရသွားဖို့ရန်အတန်မြက်ကကျိုးတရားကိုဖျက်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာသရိတ်ဆန်ဝိညာဉ်ကျဲလားမကျဲလားမသိဘူးတော်တော်လေးကိုညောင်းနေပြီပေါ့နော်အရန်ကိုကျဲလွန်အားကြီးပါတယ်ဒီဘက်မှာပါပေါ့နော်အခုကဘယ်နေရာသွားမှာလဲဆိုတော့တာရာကားစီးပြီးသွားမှာပဲဖြစ်ပါတယ်ကြည့်ပေးကြတယ်ဆိုတော့ခဏသရိတ်ဆန်တွေဘောအကြိုက်မှာချင်းတီကိုကြားလို့မြက်ကကိုဒီညပို့ပြီးတော့ထူးဆန်းမယ်လို့ထင်တယ်ပြီးတော့ကားနဲ့လိုက်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာအကဲကြည့်ကြပါအောင်ခင်ဗျာမင်းကြားတွေဆိုရင်လည်းလွတ်ထားပါတော့အပြစ်မှာပဲလွတ်ထားတာလုံးဝဟိုဘယ်လိုပြောရမလဲသူတို့အတွက်ဟိုဘယ်လိုဘောင်ခတ်ထားတွေဘာမှမရှိဘူးလွတ်လပ်နေရတဲ့နေရာပဲပေါ့နော်ကြည့်ကြပါအောင်ခင်ဗျာလုံးဝတော့အကောင့်တွေကလည်းရောစုံနေရပဲဟိုမှာဖာအကောင့်ဒီမန်းကိုမသိဘူးအကုန်လုံးသူတို့နဲ့တယောက်လည်းခင်ပုံရမယ်ထင်တယ်ကြည့်ပါအောင်ဒီကတော့လုံးဝမောင်လေးတွေပေါ့နော်မမရဲ့မောင်လေးတွေပါဟိုမှာဂျိုးဖြောင်းတန်းနေရပဲနော်မမရဲ့မောင်လေးတွေစုဝေးနေရပဲဖြစ်ပါတယ်ခင်ဗျာချင်းတီကိုဟိုမှာကြောင်သားတော့ကြားပါကြားဘယင်လို့ပြောလို့မရရဘောနော်ချင်းတိအကောင်ကြီးကတော့ဟိုမှာထိတ်ဆုံးမအောင်ထိုင်နေပါတယ်ခင်ဗျာနော်ကြည့်ကြပါအောင်ခင်ဗျာလုံးဝလွတ်ထားတာပဲဖြစ်ပါတယ်လုံးဝအပြင်ကိုထွက်လို့မရပါဘူးလူတွေကအကားပေါ်မှာနေပြီးတော့ကားကနေပဲကြည့်ရတာပဲဖြစ်ပါတယ်ခင်ဗျာမယုံမရှိနဲ့နော်ဒီမှာကားတွေဆိုဒီလိုပဲကြားချင်းတိတွေလည်းအဲ့လိုပဲလွတ်ထားပဲပေါ့နော်မြက်ကတော့အပြစ်များထက်မိလို့ကတော့ကြောက်စရာကြီးပေါ့နော်ကြည့်နေအချစ်တငယ်ချင်းတွေကိုလည်းမြက်ရလဲတွားရအတန်အောင်ပေါ့နော်လိုက်ပြအချင်းပဲဖြစ်ပါတယ်ခင်ဗျာဒီကောင်နဲ့ကြားရနေများတွေ့သွားလို့ကတော့ကြောက်မသွင်းစရာပဲနော်ညက်ကလေးတွေရောကြက်ကလေးတွေရောအစုံပလုံ3နေအောင်ရှိပါတယ်ခင်ဗျာမသိရင်ရုပ်ထုကြီးပဲဒါကတော့ရုပ်အဆိုးဆုံးဖြစ်တဲ့မျက်မြင်တွေ့သမျှအထဲမှာရုပ်အဆိုးဆုံးပေါ့နော်ကြက်စင်နေပဲဖြစ်ပါတယ်ဒါကတော့ဝဝင်လေးရေကူးနေရပဲဖြစ်ပါတယ်သူတို့ကြည့်ပြီးတော့နော်ရိုးလိုက်တာရာတီဦးသူအပူပူနဲ့ရေစိမ့်နေကြတဲ့လင်မယားပဲဖြစ်ပါတယ်ခင်ဗျာဝဝင်လင်မယားပဲဖြစ်ပါတယ်ခင်ဗျာနော်ကဲဒါကတော့တားပိုက်ကောင်ရှိတဲ့နေရာမှာပါမြက်လဲဒီမှာကြောအပြင်ထွက်လို့ရရပါတော့တားပိုက်ကောင်လေးတွေကိုကြတော့တတ်ခြံခတ်ပြီးတော့ထားပါတယ်ခင်ဗျာအရန်ကိုချစ်ဖို့ကောင်းပါတယ်ဒီဘက်မှာကြောလုံးဝသဲကန်သားရမှာနေတဲ့တစ်ကလာအုပ်တွေလို့ပြောပါတယ်တစ်ကလာအုပ်လို့သာပြောရမြက်တွေ့ဖူးတဲ့တစ်ကလာအုပ်တွေကထွားကြီးတွေပါဒါရတွေအပိန်ညောင်းညာပဲနော်
ကဲအခုရောက်တဲ့နေရာကတော့အရန်ကိုကြည်နူးဖို့ကောင်းတယ်ဓာတ်ပုံရိုက်ရင်လည်းအရန်လှမဲ့နေရာပေါ့နော်မျက်လည်းရိုက်ခဲ့ပါတယ်လို့ဒီနေရာကကျွန်တော်လုံးဝရောင်စုံငါးလေးတွေရှိပါတယ်ပေါ့နော်အရန်ကိုကြည့်လို့ကောင်းတယ်အများကြီးပဲနော်ကြည့်အရန်များတယ်ငါးတွေပဲများသလားလို့လူတွေလည်းအရန်များအမှစုံညာပဲလူပေါင်းစုံပေါ့နော်ជីជីပဲဟိုမှာជីជីမချူကျွန်တော်လိုပဲပါဇက်ကကြီးကြီးပဲမှန်ကြည့်အောင်ကဲဒါလေးတွေကမြင်းပူလေးပဲဖြစ်ပါတယ်ခင်ဗျာပြီးတော့ရင်ဒီဘက်မှာတော့ကျက်တူညီလို့ခေါ်ပါတယ်ဒါကတော့မြင်းစီးပြိုင်ပွဲလေးရှိရလို့ပြောရမြက်ကတော့ရှောက်သွားနေလို့မကြည့်လိုက်ရဘူးပေါ့နော်ဒီပေါ်မှာဈေးရောက်နေဒွင်းတီးရောင်းနေဟိုမှာလက်တော့လမ်းနေဟိုဗာလဲဖီမတ်စကားနဲ့တူရဲ့သူတို့တွေကိုကြည့်တရဲနဲ့တူရောကျေးဇူးများတင်ပါတယ်ခင်ဗျာဒီနေ့ကတော့ကျွန်တော်ချီယာချစ်တဲ့ငယ်ချင်းများအားလုံးကိုမြက်လဲသွားတာတန်သွားအောင်ပေါ့နော်ချီယာချစ်တဲ့ငယ်ချင်းများကိုလိုက်ပြအချင်းပဲဖြစ်ပါတယ်လို့ကျေးဇူးများတင်ပါတယ်ကျေးဇူးပေးကြချစ်တဲ့ငယ်ချင်းအရောက်စီတိုင်းဖျားရှင်ကောင်းကြီးပေးပါစေတွင်ဆန္ဒပြည့်စုံကြပါစေလို့မြက်ဒီနေ့နေဆုမကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာရိတ်ဆောင်ဝင်မှာလည်းဘယ်သူမှမရှိတော့ကိုကလွင်ထရဲပဲရှိတော့တော့တယ်ဟိုမှာအဆောင်နေပဲကြံတော့အဲ့ဆိုတော့ကအပြန်ကြစို့ပါခင်ဗျာအားလုံးကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်